ကဘာပေါ်ရှိထင်ရှားကြော်ကြားတဲ့ပုဂ္ဂိုလ်ကျော်အကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ထင်ရှားကြော်ကြားယုံသားမကလူသားတွေရဲ့နှလုံးသားကိုနေပေါင်းရာထောင်ချီကြအောင်စီယုံသိမ်းသွင်းနိုင်ခဲ့တဲ့ပုဂ္ဂိုလ်ကျော်တွေဖြစ်တဲ့ဥပမာမူဟာမက်တခင်ယေရှုရှင်တော်ဗုဒ္ဓကွန်ဖျူရှက်စတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့တင်ဆက်ပေးလိုတာကတော့မူဟာမက်အကြောင်းပဲဖြစ်ပါတယ်။မူဟာမက်ကိုကမ္ဘာဩဇာအရှိဆုံးပုဂ္ဂိုလ်ထဲမှာထိပ်ဆုံးကနေတင်ဆက်ပေးတာကိုတချို့ကအံ့ဩကြမယ်ထင်ပါတယ်။ဘာကြောင့်လဲဆိုပြီးလဲမေးခွန်းထုတ်ချင်ကြမယ်ထင်ပါတယ်။ဟုတ်ကဲ့ပါ။သမိုင်းကိုပြန်ကြည့်ရင်ကိုးကွယ်ယုံကြည်မှုပဲကြည်ရေးရွာမှုပဲနှစ်ဖက်စလုံးမှာအကြီးအကျယ်အောင်မြင်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။အညတရဘဝကနေယုံကြည်မှုကိုပေါ်ထွန်းစေတဲ့အင်မတန်တကူဩဇာရှိတဲ့နိုင်ငံရေးကောင်းဆောင်လည်းဖြစ်ခဲ့တယ်။ကွယ်လွန်ခဲ့တာနှစ်ပေါင်း1300ရှိပေမဲ့မူဟာမက်ရဲ့ဩဇာကြီးမားရှင်သန်လျက်ရှိပါသေးတယ်။နိုင်ငံရေးအရာဆုံးလဲလို့အချက်အချာကြတဲ့ဒေတာဒလေးအရာမှာလည်းအမြင့်ဆုံးဒေတာယဉ်ကျေးမှုဘက်မှာလည်းဘ ਹੁ ဆိုတဲ့နေရာတွေမှာပဲမွေးဖွားခဲ့တဲ့အချက်ဟာပုဂ္ဂိုလ်ကျော်တွေအတွက်အခြေခံကောင်းတယ်လို့ဆိုရပါမယ်။ဒါပေမဲ့မူဟာမက်ကိုအဲ့ဒီအခါကစာပေကျမ်းဂန်အမှုပညာနဲ့ရောင်းဝယ်ရေးမထွန်းကားမတိုးတက်တဲ့အလေးဗီးယားတောင်ဘက်မကာမှာ980ကမွေးဖွားခဲ့ပါတယ်။သူက6နှစ်သားမှာမိဘမဲ့ကလေးဖြစ်ရရှာပါတယ်။လူဒန်းစစ်ရုံအနိုင်နေရတဲ့အခြေအနေမှာကြီးပြင်းခဲ့ရပါတယ်။အစ္စလမ်အစဉ်အဆက်ပြောစကားအရမိုဟာမက်ဟာစာတတ်သူတယောက်မဟုတ်ပါ။အသက်25နှစ်မှာအလွန်ကျွယ်ဝတဲ့မုတ်ဆိုးမနဲ့အိမ်ထောင်ကြခဲ့လို့အနေအစားချောင်လည်ခဲ့ပါတယ်။ဒါပေမဲ့အသက်40အထိသူ့ကိုနောင်ထင်ရှားကြည့်ကြမယ်လို့ဘယ်သူကမှထင်မှတ်ကြမယ်မဟုတ်ပါဟိုတုန်းကအာရဗ်အများစုဟာမိစ္ဆာအယူရှိကြပါတယ်ဘုရားပေါင်းစုံကိုးကွယ်တဲ့မူဟာမက်တယောက်မကာမှာဂျူးနဲ့ခရစ်ယာန်လူနည်းစုတွေစီကစัจ java တစ်ခုလုံးကိုစီမံအုပ်ချုပ်တဲ့တဆူဒီဘုရားတကောအကြီးဆုံးဘုရားရှိတယ်လို့ပြောဟောတာကိုနာယူခဲ့ဖူးဟန်တူပါတယ်အသက်40မှာဒီစစ်မှန်တဲ့တဆူဒီဘုရားကတမန်တော်ကြီးကပရိယက်ကတဆင့်အယူမှန်ကိုပြန့်နှံ့အောင်လုပ်ဖို့သူ့ကိုရွေးချယ်တယ်လို့သိရပါတယ်။အစပထမဆုံး3နှစ်မှာနိဇတ်ရအရင်နီးဆုံးသူ့ရဲ့အသိမိတ်ဆွေတွေကိုပြောဟောစည်းရုံးပါတယ်။ပြီးမှ613လောက်မှာလူအများကိုတွေ့ဆုံပြီးတရားဟောပါတယ်။သူ့အယူဝါဒကိုသက်ဝင်ယုံကြည်တဲ့သူတဖြည်းဖြည်းများလာတဲ့အခါမကာကိုအုပ်ချုပ်သူတွေကအန္တရာယ်ပေးမဲ့မနစ်မြို့ဖွဲအနောက်ရှက်တစ်ခုလို့သတ်မှတ်လိုက်ပါတယ်။အဖမ်းအချုပ်လွတ်အောင်622မှာမကာကနေမြောက်ဘက်မိုင်20ကွာတဲ့မေဒီနာကိုပြေးခဲ့ရပါတယ်။နောက်ပိုင်းမှာမေဒီနာမှာနိုင်ငံရေးအာဏာအသင့်ရရှိသူတူဖြစ်လာပါတယ်။သိန်းရှောင်တာကိုဟေဂီလာလို့ခေါ်ပါတယ်။အဲ့ဒီလိုသိန်းရှောင်တာဟာဘရောဘဲဘဝမှာအတက်အကွေ့ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။မကာမာသုံးကလိုပဲနောက်လိုက်အသင့်ရှိလာပါတယ်။တဖြည်းဖြည်းနဲ့မေဒီနာမှာနောက်လိုက်တွေပေါ်များလာပြီးဘရင်တဆူလိုကျင်းမြင့်လာခဲ့ပါတယ်။နေ့အနှဲငယ်အတွင်းမှာပဲနောက်လိုက်ချွေရန်သင်းပင်အများကြီးဖြစ်လာပါတော့တယ်။မေဒီနာနဲ့မကာတို့စစ်ပွဲအပြန်အလှန်အများကြီးတိုက်ခိုက်ကြရတယ်။630မှာမကာကိုစစ်အောင်နိုင်သူအဖြစ်နဲ့ပြန်ရောက်လာပါတယ်။မကွဲလူမီတစ်နှစ်ခွဲအတွင်းမှာယုံကြည်မှုအသစ်ကိုအာရဗ်မျိုးတူစုတွေတစ်ဖွဲ့ပြီးတစ်ဖွဲ့ကူးပြောင်းလာကြလို့မူဟာမက်ကွယ်လွန်တဲ့632မှာတောင်ဘက်အရေဘီးယားတစ်ခုလုံးကိုကောင်းကောင်းအုပ်စီးနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်လာပါတယ်။အရေဘီးယားရဲ့ဘေတွိုင်လူမျိုးစုဟာအင်မတန်ကြောက်စရာကောင်းတဲ့အစေအစဉ်ကောင်းတဲ့စစ်တီတွေလိုထင်ရှားကြော်ကြပါတယ်။လူဦးရေကတော့နည်းပါတယ်။အချင်းချင်းမညီညွတ်လို့နှစ်ဦးနှစ်ဖက်စလုံးပြုံးသီးပျက်စီးကြဆုံးရတဲ့စစ်ပွဲတွေဆင်နွှဲနေကြလို့သူတို့ရဲ့မြောက်ဘက်သူတို့ထက်အင်အားကြီးပြီးစိုက်ပျိုးရေးနဲ့အခြေတကျကြီးပွားနေတဲ့နိုင်ငံတွေရဲ့တပ်တွေကိုမရှင်နိုင်ခဲ့ကြပါ။ဒါပေမဲ့မိုဟာမက်စူဇီးပေးလို့သူတို့သမိုင်းတခြားအခုလိုညီညွတ်မှုကိုမရစဘူးရပြီးတဆူဒီဖြစ်ပြီးစစ်မှန်သောဘုရားကိုအပြင်းအထန်ဆွဲမြဲယုံကြည်စိတ်နဲ့အာရဗ်တပ်ငယ်လေးတွေဟာလူသမိုင်းမှာအင်မတန်အောင်ဩစရာကောင်းလောက်အောင်တစ်ခါထက်တစ်ခါသာလွန်အောင်မြင်တဲ့ပွဲစဉ်တွေကိုတိုက်ခိုက်ခဲ့ကြတယ်။အရေဘီးယားရဲ့အရှေ့မြောက်မှာဆက်စနစ်တွေရဲ့ပါရှားအင်ပိုင်သစ်ရှိပါတယ်။အနောက်မြောက်မှာကွန်စတန်တိနေပုကိုဗဟိုပြုတဲ့ပိုင်ဇန်တိုင်းခေါ်တဲ့အရှေ့ရောမအင်ပိုင်ယာရှိပါတယ်။ကနန်းအရေးအတွက်နဲ့ခြာပြီးပြောကြမယ်ဆိုရင်ဒီရန်သူတွေကိုအာရဗ်တွေကမရှင်းနိုင်ပါ
လက်နက်နဲ့ရှင်ရတဲ့စစ်ပွဲတွေမှာတော့တမျိုးပါပဲယုံကြည်မှုနှိုးဆွထားတဲ့အာရပ်တွေကခက်မြန်ပဲမက်ဆိုပိုတေးမီးယားဆီးရီးယားနဲ့ပလက်စတိုင်းတွေကိုသိမ်းယူနိုင်ခဲ့ပါတယ်အီဂျစ်ကို640မှာဘိုင်ဖန်တိုင်းအင်ပါယာထဲကဖဲ့ယူပြီးပါရှားတပ်တွေကို639ဂတိစီယာစစ်ပွဲနဲ့640နှစ်နေဟဘင်စစ်ပွဲတွေမှာချေမှုန်းနိုင်ခဲ့ပါတယ်ဒီနှစ်ပွဲဟာအရေးပါဆုံးဖြစ်ပါတယ်ဒီနှစ်ပွဲနိုင်ရင်ကြံပွဲတွေဟာမမှုလောက်တော့ဘူးလို့ဆိုရမယ့်ပွဲတွေလို့ဆိုပါတယ်မူဟာမက်ရဲ့အရင်အဆုံးမိတ်ဆွေတွေဖြစ်ပြီးမူဟာမက်ရဲ့နေရာကိုဆက်ခံသူတွေဖြစ်တဲ့အဘူဘက်ကာနဲ့ဦးမန်အီဘန်အခတ်တပတ်တွေကကြီးမားတဲ့အောင်မြင်သိမ်းတိုက်ပွဲတွေဆက်လုပ်ခဲ့ရုံနဲ့အာရပ်တိုးတက်ကြီးပွားရေးဟာမရပ်သေးပါဘူးအာရပ်တမကြီးတွေဟာမြောက်အဖာရီကကိုဖျက်ပြီးအတ္တလန်တိတ်သမုဒ္ဒရာကမ်းခြေအထိ917မှာနယ်မြေသိမ်းယူပွဲကြီးလုပ်ပြီးနောက်မြောက်ဘက်ကိုဥတီပြီးကြီးဖော်သားရေလက်ကြားကိုဖျက်စပိန်ကပီစီကော့နိုင်ငံကိုလွှမ်းမိုးလိုက်ပါသေးတယ်ဥရောပရဲ့ခရစ်နိုင်ငံတွေအားလုံးကိုမွတ်စလင်ကဝါမျိုးတော့မလောက်စိုးရိမ်ရတဲ့အခြေအနေရောက်လို့ဆဲဆဲဖြစ်ပြီး930မှာနမဲကျော်တူးပွဲမှာပြင်သစ်နိုင်ငံအလဲပိုင်းအထိပေါက်မြောက်နေပြီဖြစ်တဲ့မွတ်စလင်တပ်ကိုပြင်သစ်တွေကနိုင်လိုက်ပါတယ်ဒီလိုတရားစုနှစ်များလောက်လှုပ်ရှားတိုက်ခိုက်ရုံနဲ့ဘေးတွားရင်လူမျိုးတွေဟာတမန်တော်ရဲ့အားပေးစကားများနဲ့အိန္ဒိယနယ်စပ်ကအတ္တလန်တိတ်သမုဒ္ဒရာအထိကျေပြန့်တဲ့နယ်မြေကိုရယူနိုင်တာဟာအောင်းအောရမှာဖြစ်ပါတယ်အခုအထိတလောက်ကျေပြန့်တဲ့အင်ပိုင်ယာမျိုးမမြင်ဘူးသေးပါအဲ့ဒါအပြင်သူတို့သိမ်းတဲ့နေရာတိုင်းမှာသူတို့အယူကိုလူတွေအများကြီးကပြောင်းယူလာကြတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဒီလိုအောင်ပွဲအကြာကြီးတည်မြဲတယ်လို့တော့မပြောနိုင်ပါဒမန်တော်ရဲ့အယူကိုဆက်လက်ခံယူတယ်ဆိုပေမဲ့အာရပ်လက်အောက်ကလွတ်လပ်ရေးရခဲ့တဲ့နိုင်ငံတွေရှိပါတယ်စပိန်မှာဆိုရင်အနည်း900ကျော်ကြာအောင်တိုက်ကြပြီးမှခရစ်အယူရှိသူတွေကကျွန်းဆွယ်တစ်ခုလုံးကိုပြန်ရပါတယ်ရှေးအကြဆုံးယဉ်ကျေးမှုစတင်ထွန်းကားတဲ့မက်ဆိုပိုတေးမီးယားနဲ့အီဂျစ်မှာလိုပဲအာရပ်နိုင်ငံဖြစ်တဲ့မြောက်အဖရိကကကမ်းခြေတစ်လျှောက်မှာလည်းဒီအတိုင်းပဲတွေ့ရပါတယ်ကိုးကွယ်ယုံကြည်မှုသစ်ဟာအဲ့ဒီနောက်ရာစုနှစ်ပေါင်းများစွာမလွဲအေကန်ဆက်လက်ပြန့်နှံ့ခဲ့ပါတယ်စတင်တီထွန်းရာဒေသကနေအများကြီးဝေးကွာတဲ့အာရပ်တွေကိုရောက်သွားပြီးအဖရိကနဲ့အရှေ့အလယ်ပိုင်းတွေမှာယုံကြည်သူသန်းပေါင်းများစွာရှိတယ်လို့ပါကစ္စတန်နဲ့အိန္ဒိယမြောက်ပိုင်းပြီးတော့အင်ဒိုနီးရှားမှာပိုလို့တောင်ညပါသေးတယ်အင်ဒိုနီးရှားဆိုရင်အားလုံးစီးလုံးပေါင်းစပ်မိအောင်ကိုးကွယ်ယုံကြည်မှုကဆောင်ရွက်ပေးနေပါတယ်အိန္ဒိယလိုတိုက်ကြီးတိုက်နီးပါကြီးမားကျယ်ပြန့်တဲ့နေရာမှာတော့ဟိန္ဒူမွတ်စလင်ပြည်ပခါဟာညီညွတ်ရေးရဖို့အကြီးဆုံးအဟန့်အတားဖြစ်ခဲ့ပါတယ်မူဟာမက်ကိုလူသမိုင်းမှာဩဇာအရှိဆုံးလို့အကဲဖြတ်ဖို့ခက်မနေဘူးလားလို့မေးစရာရှိပါတယ်တခြားကိုးကွယ်ယုံကြည်စရာဘာသာတရားတွေလိုပဲအစ္စလမ်တရားကယုံကြည်သူတွေရဲ့ဘဝလမ်းကြောင်းကိုကောင်းကောင်းထိန်းချုပ်ထားနိုင်ပါတယ်အဲ့ဒီအချက်ကြောင့်ပဲဘာသာရေးကောင်းဆောင်တွေတဲကသူ့ကိုထိတ်တန်းကတင်ထားရတာဖြစ်ပါတယ်အကျမ်းအဖြစ်ခရစ်သာသနာဝင်လူဦးရေကမွတ်စလင်လူဦးရေထက်2ဆလောက်များနေတယ်ဆိုပေမဲ့မူဟာမက်ကကျင့်ဆက်ထက်တာတယ်လို့လွယ်ကူကူပြောကြပါတယ်ဟုတ်ပါမလားလို့မေးစရာရှိပါတယ်ဒီဘက်ကပြစရာအရေးပါတဲ့အကြောင်းပြချက်တစ်ခုရှိပါတယ်ပထမတစ်ချက်ကအစ္စလမ်ပြန်ပွားဖို့မူဟာမက်တာဝန်ယူပုံကခရစ်ဝါဒပြန်ဖို့ကျင့်ဆက်တာဝန်ယူပြီးဆောင်ရွက်ပုံထက်အများကြီးထိရောက်ပါတယ်လူတလေလူစရိုက်ဆိုင်ရာဗราဏသဘောတရားတွေမှာခရစ်အယူဝါဒကဂျူးဝါဒီနဲ့ခြားနာသမျှကိုဖွင့်ဆိုဟောပြောရမှာကျေဇက်ကဒါဝန်ခံဟောပြောခဲ့ပါတယ်ဒါပေမဲ့ခရစ်ကျမ်းကိုအရင်မူလကြနာအောင်ဖော်ထုတ်ပြီးပြန့်နှံ့စေတာဓမ္မတိရဲ့အခန်းပေါင်းများစွာကိုရေးတာမူလဂျူးဝါဒနဲ့ပိုပြီးပြန်လည်ပေါင်းစပ်မိအောင်ဆောင်ရွက်ပေးတာကစိန်ပေါ်ဖြစ်ပါတယ်အစ္စလမ်ရဲ့ကျမ်းစာပိုင်းဆိုင်ရာနဲ့အရင်မူလလူမှုကျင့်ဝတ်တွေကိုဖော်ထုတ်ဟောပြောသူကမူဟာမက်ဖြစ်ပါတယ်အယူဝါဒတစ်ကိုရှေးအယူနဲ့ညှိပေးတဲ့နေရာမှာလဲရှေ့ဆောင်ဖြစ်ပါတယ်အစ္စလမ်ယုံကြည်မှုကျင့်စဉ်ကိုတည်ထွင်သူလည်းဖြစ်တယ်မွတ်စလင်ကျမ်းစာဖြစ်တဲ့ကုရ်အာန်ဆိုတာကလည်းအထက်ကောင်းကင်ကနှိုးဆော်တဲ့အတိုင်းပြောတာပဲလို့သူကိုယ်တိုင်ကဖွင့်ဟပြောပြီးတော့ဟောပြောသမျှကိုအစီအစဉ်ကြအောင်ရေးပေးသူလည်းဖြစ်ပါတယ်ပြောသမျှကိုအမအယွန်းနဲနိုင်သမျှနဲအောင်မူဟာမက်အသက်ထင်ရှားရှိစဉ်ကပဲရေးသားကူးယူပြီးမူဟာမက်ကွယ်လွန်ပြီးမကြာမီမှာပဲမူရင်းမူမှန်ဆိုတဲ့ကျမ်းအနေအထားရအောင်ရေးသားပြီးဖြစ်ခဲ့ပါတယ်ဒါကြောင့်ကုရ်အာန်ဟာမူဟာမက်ရဲ့အတွေ့အခေါ်နဲ့စိုးဆုံးမှချက်တွေကိုအမှန်ကန်ဆုံးဖော်ပြပါတယ်သူနှုတ်မွဲ့စကားတွေကအတိအကျဖြစ်တယ်လို့ဆိုရပါမယ်ခရစ်ရဲ့စကားကိုအတိအကျမှတ်သားချက်မကြံခဲ့ပါမွတ်စလင်တွေမှာ
ကိုရန်ဟာအရေးပါအရာရောက်တယ်လို့ဂရိတ်သာသနာဝင်တွေမှာလည်းဓမ္မကျမ်းဟာအရာရောက်ပါတယ်ကိုရန်ကိုအရင်မူလပြုပြီးမူဟာမက်ရဲ့စကားကအလွန်ဩဇာတက်ရောက်တယ်အစ္စလာမ်မှာမူဟာမက်ရဲ့ဩဇာကြီးမားပုံဟာခရစ်သာသနာမှာဂျေဇက်ခရစ်နဲ့စိန်ဘောနှစ်ဦးပေါင်းရဲ့ဩဇာကြီးမားပုံထက်ပိုပါတယ်သာသနာသက်ဝင်ယုံကြည်မှုအစစ်နဲ့ပြောရရင်သမိုင်းမှာမူဟာမက်ရဲ့လူသားများအပေါ်လွမ်းမိုးပုံဟာဂျေဇက်လွမ်းမိုးတာနဲ့အဆင့်တူဖြစ်မယ်ထင်ပါတယ်အဲ့ဒါထက်ပိုတာရှိပါသေးတယ်ဂျေဇက်နဲ့မတူပဲမူဟာမက်ဟာယုံကြည်မှုကောင်းဆောင်ဖြစ်တယ်လို့လူမှုကောင်းဆောင်လည်းဖြစ်ပါတယ်အာရဗ်တွေရဲ့နယ်မြေသိမ်းယူအောင်မြင်မှုတွေမှာသူကနောက်ကနေတွန်းအားလို့ဆိုရပါမယ်မူဟာမက်ဟာခေတ်အဆက်ဆက်ဩဇာအကြီးဆုံးနိုင်ငံရေးကောင်းဆောင်ဖြစ်ပါတယ်အဖို့တန်တဲ့သမိုင်းဖြစ်စဉ်အမျိုးမျိုးတွေထဲမှာနောက်ကကျိုးကင်ပြီးစီမံခန့်ခွဲတဲ့နိုင်ငံရေးကောင်းဆောင်တယောက်မပါပေမဲ့လည်းသူ့အလျောက်ဖြစ်သွားမယ်ဆိုတာမျိုးရှိတတ်ပါတယ်ဥပမာဆိုင်မွန်ဘော်လီဗာလိုလူမျိုးမွေးဖွားပေါ်ထွက်မလာပေမဲ့လည်းတောင်အမေရိကကိုလိုနီတွေဟာစပိန်လက်အောက်ကထွက်ပြီးလွတ်လပ်ရေးရကြမှာဖြစ်ပါတယ်အာရဗ်တွေနယ်ပယ်အများအကြီးသိမ်းနိုင်တာမှာတော့ဒီလိုပြောလို့မရနိုင်ပါမူဟာမက်မပေါ်ခင်ကလည်းဒါမျိုးမရှိခဲ့ဘူးပါသူမပါဘဲနဲ့ဒါမျိုးဖြစ်မယ်လို့အကြောင်းပြစရာမရှိပါလူသမိုင်းမှာနိုင်ရှင်စရာတခုတော့ရှိခုပါတယ်13ရာစုနှစ်မှာမွန်ဂိုတွေနယ်မြေအများကြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဟာအရင်ခံကြီးကျက်ဆော်ဩတဲ့ကဲ့ချစ်ခန့်ကြောင့်ဖြစ်ပါတယ်နယ်မြေကျေပြန့်တာကအာရဗ်တွေထက်ပိုကျေပြန့်ပါတယ်ဒါပေမဲ့ကြာရှည်မတည်တန့်ခဲ့ပါအခုဆိုရင်ကဲ့ချစ်ခန့်မပေါ်မီကနေမြဲဖြစ်တဲ့ဇာတိအရက်မှာပဲမွန်ဂိုတွေနေကြပါတယ်အာရဗ်ပိုင်ဆိုင်အုပ်စီးပုံနဲ့တိတ်ကွာခြားပါတယ်အီရတ်ကနေမော်ရိုကိုအထိအာရဗ်နိုင်ငံတွေဟာတန်ကြိုးကွင်းဆက်လို့ဆက်နေပါတယ်အစ္စလာမ်အယူကြောင့်ဆက်နေတာမျိုးမဟုတ်ပဲအာရဗ်ပါတာစကားအာရဗ်သမိုင်းနောက်ခံအာရဗ်ဒလေးတွေပါပေါင်းဆက်ရှင်တွဲနေပါတယ်မွတ်စလင်အယူဝါဒမှာကိုရန်ကအက္ခရာဖြစ်နေတော့ကိုရန်ကိုရေးထားတဲ့ဘာသာစကားဟာအာရဗ်ဖြစ်တာနဲ့ပဲအာရဗ်တေတိကစကားတွေဟာပြီးခဲ့တဲ့နှစ်1300အတွင်းမှာတနယ်နဲ့တနယ်စကားပြောမပေါက်အောင်ပွားများမလာအောင်ဟန်တာပြီးဖြစ်ပါတယ်အာရဗ်နယ်တွေအချင်းချင်းကွဲပြားခြားနားတယ်လို့ရှိတတ်ပါတယ်တလောက်နဲ့မျက်စိမလဲပါနဲ့သူတို့မှာအမြဲရိုင်းပြီးညှဉ်းညွတ်ရမယ်ဆိုတဲ့အချက်ကြီးတစ်ခုအမြဲရှိနေပါတယ်ဥပမာအီရန်နဲ့အင်ဒိုနီးရှားနိုင်ငံစလုံးဟာအစ္စလာမ်အယူတူပြီးရေနံထွက်လဲတူပေမဲ့1983 1984ဆောင်းရာသီရေနံမထုတ်ဘဲရက်စဲခဲ့တာမှမပါဝင်ခဲ့ပါဒါပေမဲ့ဒီလိုရေနံမထုတ်ဘဲထားတာမှာအာရဗ်နိုင်ငံအားလုံးပါပါတယ်အာရဗ်နိုင်ငံတွေကသာဒီကိစ္စကိုလောက်တာဖြစ်ပါတယ်အဲ့ဒါမတော်တဆတိုက်ဆိုင်တယ်လို့မထင်ပါနဲ့အာရဗ်တွေရဲ့ခုနှစ်ရာစုနှစ်ကတိုက်ခိုက်သိမ်းသွင်းခဲ့တဲ့စစ်ဟာလူသမိုင်းမှာအခုထိအရာရောက်သုံးပဲဆိုတာမမေးထိုက်ပါယုံကြည်မှုနဲ့နိုင်ငံအုပ်ချုပ်ရေးကိုတွဲဖက်ပေးတဲ့နေရာမှာဘယ်သူမှမရှင်းနိုင်အောင်ကောင်းမွန်အောင်မြင်တယ်အဲ့ဒါရဲ့အရင်ခံကမူဟာမက်ရဲ့အစွမ်းဖြစ်လို့သူ့ကိုလူသမိုင်းမှာတကူဩဇာအကြီးမားဆုံးပုဂ္ဂိုလ်လို့မှတ်ယူရတာဖြစ်ပါတယ်ခင်ဗျာ